အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်အကြိုက်ဆုံးပဲဒီပွဲကအမိုက်ဆုံးပဲသူကဘယ်လိုလဲဆိုတော့ရှင်တယောက်ကိုယွမ်400ပေါ့နော်မြန်မာငွေနဲ့ဆိုရင်2သိန်းကျော်လောက်ပေါ့အဲ့လိုတရုတ်နန်းတွင်းရိုးရာတွေနဲ့ဖျော်ဖြေရပြီးလို့ရှိရင်ဒီတရုတ်အရင်တော့အစားအစာတွေပေါ့နန်းတွင်းအစားအစာတွေနဲ့ကျွေးမှုအဲခံတယ်ဆိုတော့လာပြီးတော့ချပေးတဲ့ waitress တွေအကုန်လုံးကလည်းနန်းတွင်းပုံစံဝတ်ထားတယ်ဆိုတော့အဲ့လိုမျိုးဖျော်ဖြေအရင်မိုက်တယ်တယောက်မြန်မာဆိုရှင်ကွာအဲ့လို cafe တန်တဲ့ဘောင်မှာရှိတယ်အဲ့လိုမျိုးနန်းတွင်းရိုးရာတွေရှိတယ်အဲ့လိုမျိုးအစားအစာတွေကိုနောက်ကျလို့ရှိရင်လေအဲ့လို tourism arrival များလာတဲ့ခါကျလို့ရှိရင်အဲ့လိုရှေးခေတ်မြန်မာဘီရင်တွေရဲ့ပုံစံတွေနဲ့ရှေးခေတ်နန်းတွင်းကားရဲ့ပုံတွေပကံမှာဆိုပကံကားတွေရှိအဲ့လိုမျိုးတီးလုံးတွေနဲ့အဲ့လိုမျိုး360 degree LED screen အပြည့်ရင်းနဲ့လေအဲ့လိုမျိုးဆိုအရန်မိုက်ပြီးရင်လာတဲ့လူတွေကလည်းသူတို့ဝတ်စုံတွေငှားဝတ်ချင်လို့ရှိရင်ပတ်စံဘလောက်ဆိုပြီးထပ်ပေးရအဲ့လိုပဲမြန်မာဝတ်စုံတွေအဲ့လိုမျိုးငှားဝတ်ဟိုနန်းတွင်းဝတ်စုံတွေငှားဝတ်ပြီးလို့ရှိရင်အဲ့လိုမျိုးထိုင်စားရင်းနဲ့အဲ့လိုမျိုးဖြောပြတာကိုကြည့်ရလို့ရှိရင်အရန်ကောင်းပြီးရင်သူတို့နန်းတွင်းဟိုပဲပြတာမဟုတ်သူတို့ရဲ့ဒီ data မှာအရန်ပေါ်တဲ့ငွေတွေကြီးတယ်တွေပြီးရင်ဘယ်လိုမျိုးဒီစေးစိုးပန်းရိုက်လုပ်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုပါသူ tradition တွေကိုပါသူချပြပြီးရင်သူတို့ရဲ့ဒီတမိုင်းကိုပေါ့နော်အဲ့ဒီ screen မှာရေးပြပြီးတော့မှသူတို့အရင်တစ်ချိန်ကဘယ်လိုတိုက်ခိုက်ခဲ့တာဘာညာပေါ့နော်အဲ့ဒါမျိုးတွေပါပြဆိုတော့သူတို့လူမျိုးတွေဆိုရင်ကြသိန်းနေထားတယ်မှာကိုရီးယားမြန်မာယဉ်ကျေးမှုရှေးဟောင်းအဲ့လိုမျိုးနန်းတွင်းတမိုင်းမျိုးလည်းအဲ့လိုမျိုးစာတန်းတွေထိုးပြီးတော့အဲ့လိုတီးလုံးနေနဲ့အဲ့လိုမျိုးရိုက်ပြလို့ရှိရင်အရန်မိုက်မှာဒါကြီးကလုံးဝ share the cost by cost ပေါ့နော်အဲ့နောက် cost ကိုမလာခင်မှာအရင်ဆုံး presentation ပြပြီးတော့မှသူက serve လုပ်တယ်ခဏအင်းဘွဲမိတ်ဆက်ပြီးသွားတယ်又想家了，有点事。奇奇天意，作者踏中阳。望空前，公娥受清滇文化。ဒါတော့မိမရဲ့ဘဲကင်လေးသူ့ skin ကလေအရင်ကျွတ်ပြီးရမ်းသွားကောင်းတယ်当上文豪，怎么又做梦？是没爹没根，摇一摇晃，传。ခုနဘယင်ကြီးလို့တင်မောသားဖြစ်သွားပြီစီကိုဂမ်ဘာနဲ့ခုနအဘလုံးတွေ့လိုက်တယ်အခုကကြက်သားနဲ့ဘိုးပေါင်ကြောက်တယ်ဟုတ်ပင်လေအကွာသည်နော်ဘိုက်ဝါလဲမယ်咱说，讲完航海英雄传，最后一幕。
မျိုးစုံပဲနော် ပွဲနောက်ကြတော့ဒီလိုမျိုးလေး နောက်တစ်ခါ